တငယ်ချင်းတော်အလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုဆိုလိုက်ပါတယ်။ဒီနေ့20မိနစ် Anime ကတော့ Black Torch ရဲ့ Episode 6ဖြစ်ပါတယ်။ Reggie လည်းသူ့ကိုချနေရင်အတိတ်ကသူတို့ညီကိုအကြောင်းကိုပြန်တွေးနေမိတယ်။တက်မှာ Reggie တို့ညီကိုတန်းစင်နေတာ Reggie ထိပ်ပေါက်သွားလို့သူတို့ရဲ့အဖေကနားခိုင်းလိုက်ပြီးရှင်ကြီးကိုချီကျူးနေလို့ချီကျူးပြန်တင်နေပြီးတော့သူ့ညီကိုပြန်တောင်းမှန်နေကအကိုကအမွေဆက်ခံမှာဆိုတော့အရန်ကျန်းနေပါရမယ်မင်းလည်းကျန်းပါတယ်ဟာမင်းကအမြန်ကညီဖြစ်နေရမယ်နော်အဲ့ဒါမှငါတို့ချင်တာတွေကိုခိုင်းလို့ရမှာအခုမယ်နော်ငါတို့ကအမွှာတွေဆိုပေမဲ့တခုမှမတူကြဘူးရှင်ကြီးကငါထပ်ဖို့တော်တယ်လေငါလည်းသူ့ထပ်ဖို့တော်ဖို့အများနဲ့စူးစမ်းနေခဲ့တာဒါပေမဲ့သူ့အိတ်ထက်မှာပဲမြင်နေခဲ့ရတယ်နောက်ရကျတော့အဖေကမိသားစုယူရကိုညကျရင်ကျင်းပမှာမလို့အသင်းပြင်ထားဖို့ပြောတယ်အဲ့ဒီပွဲကိုအိမ်ရဲ့နောက်ကဂူထဲမှာလုံမှာဖြစ်ပြီးအောင်မြင်ရင်ခီတီဟာရာမိသားစုရဲ့ခေါင်းဆောင်ဖြစ်လာမှာဖြစ်ကလောက်ရမှာကမိုနိုနိုခဲပိုင်ဆိုင်မှုတဲ့ Hell Tempest ဆိုတဲ့ဓာတ်ကိုထိန်းချုပ်ပြရမှာပဲဖြစ်တယ်အဖေလည်းမှားဆရာရှိရတယ်မှားပြီးအကိုလည်းဂူထဲကိုဝင်သွားတယ်ပြန်ထွက်လာတော့မိုနိုနိုခဲပူတာခံလိုက်ရလို့အကုန်လုံးကိုလိုက်ပြင်းတာအဖေပါရှော့သွားတယ်မင်းအများကြီးပို့ကျမ်းမာကြမယ်နော်ရေဂျီဒါမှတနေ့ကျရင်ငါ့ကိုပြင်းနိုင်မှာအဲ့လိုပြောပြီးအကိုကထွက်သွားခဲ့တာပဲမင်းရန်အားနေတယ်ငါ့ကိုမနိုင်ဘူးရေဂျီလည်းရန်တင်းနေကနှစ်ယောက်ပြိုင်ပိုင်းနိုင်သွားပြီးငါတော့ဒီအိမ်မက်ကိုမင်းနိုင်မှာမဟုတ်တော့ဘူးစပက်ကနေလွတ်သွားခဲ့တယ်တပတ်မှအချီကလည်းထိုးတာကိုရှောင်ရင်စတိုက်ပြစ်နေလို့ပြင်းနေရကပိုင်းလိုက်တာနိုင်သွားတယ်ဒီပုံရင်းလောက်နဲ့တော့တက်မလာနဲ့ငါကချက်တိတ်မှမဟုတ်တော့ဘူးအချီကလည်းပြန်လွတ်လာခဲ့တယ်နင်တို့7မိနစ်တွင်ထွက်လာနိုင်တယ်အစ်စေပဲဒါဆိုရင်ဆရာကြီးဂျီရိုပဲကြံတော့တယ်ဒီအစွမ်းကလူရဲ့စိတ်တန်ရနဲ့စိတ်မလုံခြုံမှုတွေနဲ့တိုက်ခိုက်တာလေဂျီရိုတို့က200ပေါင်တယောက်ဖြစ်နေတာဂျီရိုကတော့ပြေးနေရင်အထိုးခံလိုက်ရကငါဘာလို့လဲသိကျင်လားဂျီရိုလည်းပြေးပေမဲ့ဝါမျိုးခံလိုက်ရပြီးအပြင်ကဖူယိုလည်းငါအစွမ်းကိုထိန်းချုပ်လို့မရတော့ဘူးရာကိုကြောက်လို့ထင်တယ်ငါကဖွင့်လို့မရဘူးအထဲကလူကပဲထွက်လာလို့ရမှာမဟုတ်ရင်ဂျပန်ကဝါမျိုးသွားမှာဂျီရိုတို့လည်းဖះเจ้าတဲ့ကိုရောက်နေပြီဒါကတင်မင်းကြောက်ပဲအဲ့မှာတခြားသူကဆူတောင်းတာပြေးပြီးသူ့မိနေပြန်ကောင်းသွားလို့ရာကိုကျေးဇူးတင်နေကမင်းထီကိုနေတိုင်းလာနေတာမပြင်းဘူးလားဂျီရိုဖဲဒီနေ့မက်ဆီဘာဖြစ်နေတာပဲဒါတွေကရာကိုရဲ့ကျေးဇူးတွေကြောင့်ပါသူများရွာကစိုက်ခင်းတွေကိုမိုနိုကဲတွေနှောက်ယှက်နေပြီမဲ့ဒီမှာရာကိုရှိနေတော့အေးဆေးပဲလေရာကိုကကျွန်တော်တို့ရွာရဲ့ကဲတင်ရှင်ပေါ့လှုပ်သွားတော့မယ်ဆိုပြီးအစာပေးရင်လိမ့်သွားတယ်ဟမ်ငါတို့နှစ်ယောက်ကအရင်တန်းကတွေ့ခဲ့ကြတာလားအင်းငက်နေမှာလူတယောက်ကရာကိုစီကိုရောက်လာပြီးမတွေ့တာကြပြီအမကီပဲသေမင်းစောကငါတို့ကိုစိတ်သိမ့်စေတာမလားအေးအဲ့ဒါမှဆက်ကောင်နေဒီနားကိုမလာနိုင်ပါပေါ့ငါကိုဂူထဲမှာစကားလာပြောတာဒီပဲဂျီရိုဒီကိုပါလာလောက်တာလဲလူသားတွေကငါတို့မိုနိုနိုကဲတွေကိုလိုက်ပြင်းတာအရမ်းများနေပြီအေးလေအဲ့ဒီကောင်တွေကလည်းလွန်တာ哦အဲ့ဒါထက်ကိုရှိုကန်ကလှုပ်ဝက်မိုနိုနိုကဲနေနေရင်အဖွဲအိုနီဝါပန်ကိုဖွင့်ထားပြီးငင်းချမ်းရေးအတွက်လို့ပြောရင်မိုနိုနိုကဲတွေကိုလိုက်နေတယ်ငါတို့ဘက်ကအများကြီးကျသွားပြီတချို့ဆောက်ယူတွေကသူတို့နဲ့ပူပေါင်းလိုက်သေးတယ်ငါကိုသတိလာပေးတာပေါ့မဟုတ်ဘူးမင်းကိုလာခေါ်တာအိုနီဝါပန်တွေကိုပြင်းဖို့လေငါတို့ကလူသားတွေလူအပ်တာကိုဖြစ်စည်းပေးလို့သူတို့ကကြောက်ပြီးငါတို့ကိုကိုးကွယ်ကြတာလေအဲ့ဒါကိုစန့်ကျင်နေလို့ခွင့်မလွတ်နိုင်ဘူးအဲ့ဒါကြောင့်တခြားမိုနိုကဲတွေကိုလိုက်စီယုံနေတာပေါ့ငါမပါဘူးနော်မင်းတို့လွတ်ချင်တာလို့ငါ့ကိုကူညီလာမတောင်းနဲ့တခြားကောင်တွေကတင်းနေပြီးမင်းတဘောပဲဒါပေမဲ့သူတို့ကတော့မင်းရဲ့အစွမ်းတွေကိုမသိချင်အောင်စောင့်နေမှာမဟုတ်ဘူးနော်မနှက်ဖြတ်မင်းရဲ့အဖြေကိုကြားချင်တယ်မနှက်အာမကီပြန်လာတော့ရာကိုရဲ့ရွာသားကိုတက်လာလို့ရာကိုလက်ထချမ်းပြီးပြင်းလိုက်တာညှက်ဝဲကြံခဲ့တယ်မင်းရဲ့အစွမ်းတွေကအကျွန်းကြီးပဲငါမင်းစီကိုလာတာမှန်သွားပြီငါတို့ကရွာသားတွေကိုပြင်းထားတာမှန်ပြီးမဲ့ဒီနေရာကိုဖျက်ဆီးလိုက်တာကမင်းပဲသူတို့ကမင်းကိုရန်သူဖြစ်ပဲမြင်တော့မှာကဲမင်းငါတို့နဲ့ပူးပေါင်းပါလားမဟုတ်ရင်လူသားတွေချီမုန်းတာကိုခံပါလားမင်းရောလူသားတွေရောငါ့ကိုခိုင်းလို့ရမယ်ထင်နေတာပဲငါဖယ်ဘက်မှမပါဘူးမလုံနဲ့ရွာကိုသေမင်းချက်ကိုထိလိုက်လို့အိပ်ပျော်သွားခဲ့တယ်ငါကသေမင်းကြောင့်နဲ့ကိုယ့်ဘာသာကိုချိတ်ပိတ်ခဲ့တာစိတ်မပူပါနဲ့မင်းကခုကြောက်ထဲမဟုတ်တော့ပါဘူးမင်းအိပ်ပျော်နေတာကလည်းကိုရန်ယူချက်ခဲ့တာပဲလေနောက်ပြီးအဲ့ဒီကလည်းငါ့ကိုကဲတင်ခဲ့သေးတယ်မင်းကိုကဲလိုက်တာကအဆိုးဆုံးပဲငါဘယ်သူမှမပါချင်ဘူးဆိုမှမင်းနဲ့လာပေါင်းဆက်နေရလို့လေငါဘယ်သူနဲ့မှမပေါင်းဘူးမင်းထိမှရှော့ရင်ငါလွတ်ချင်တာလုပ်လို့ရပြီအဲ့လိုဖြစ်မဲ့ထင်နေလားဂျီရိုလက်ရှက်ပြင်းလိုက်တာပြန်လွတ်လာတယ်နေပါဦးငါကနောက်ဆုံးလားရှီဘလည်းအကုန်အစင်ပြေသွားပြီလို့ပြောနေခဲ့တယ်ဂျီရိုလည်းသူကြုံတွေ့ခဲ့ရတာတွေကိုပြလိုက်ပြီးဦးစာမေလည်းသူ့ရဲ့ထက်လူကြီးကိုတင်ပြမယ်လို့ပြောလိုက်တာကိုတားလိုက်ကခုဆူမီစီကိုဖုန်းဆက်ဖို့လုပ်နေတယ်အဆုံးကြည့်ရှုပေးခဲ့ကြလို့တငယ်ချင်းတို့အလုံးကိုအထူးပကြိုးတင်ရှိပါတယ်